It's 5:30 in the morning and we're at the railway station right now. I don't see so many people here, so I'm gonna go walking and find our train number. Right. Honestly, I'm so sleepy. This train is just to watch the sunrise, and I just wanna see the sights, along the side of the railway. So technically, we just have to take this train for like the whole day, from 6:30 a.m. to 8. I think they said that the train will get to Bangkok at around 8:50 p.m. So basically, it's around 14 hours of ride. I'm so excited. To be honest, I want to be on the overnight sleeper train, but the price is so high. We can't afford it, so we just decided to ride this train firstly, and then we just come back with that sleep overnight or the second class when we come back to the Chiang Mai. But now we're just, oh, this is our train, this is our car number. This is the one we have to ride over. Wow, the last piece, obviously. Seriously? Yatha chamai khoi thoma po no da ro Douglas ရဲ့ယထာတွင်ပိုင်းပုံလေးပါဒီမှာလေးယထာတွဲလုံးမှာဆက်စပ်လို့နေရပဲဒီလို luggage အကြီးကြီးရှိရပါတော့ကျန်တဲ့လူတွေကတေးလေး To be honest, to be frank, the train is not that good. I mean, the smell, I don't like the smell of this train, and I guess my opinion is a little bit dirty. Yeah, it might be because that only costs $30 and the third class, so it might be.
season လေးကိုစတင်ခဲ့ပါတယ်ပေါ့နော်ဒါတော့တချင်းနဲ့ feel နေရပုံလေးပေါ့နော်လေးတယောက်ကပေါ့နော်သူကတက်တော်ကြီးနေပြီးဒီရထားမှာတွားလာနဲ့ဒီဖြော်ရည်တွေမုံတွေရောင်းနေရSo nice နေစားခံရပါဘူးစူဇန်နေတဲ့ဇာလေးပါဒီရထားပေါ်မှာဝယ်စားရဲဖက်ကပါပါလေအရန်စားကောင်းပါတယ်အပြင်မှာဝယ်စားရဲအဆိုင်ကြီးမှာစားတယ်လို့ပဲဘောနော်အရသာဒီပင်စည်းလည်းမကြည့်ပါဘူး30-40လောက်ပဲပေးရပါတယ်ဒါရထားပေါ်မှာကလေးလေးတရားချစ်စရာကောင်းလို့မုတ်ကျွေးနေရပါတော့လေးထူကတော်လေးတာရနေတော့ဒီမှာလက်လေးကိုထုတ်ပြီးမှကြပြလေးခဏဆန်ခဲ့ပါတော့လေးကလေတော်လေးကို fresh ဖြစ်ပါတယ်ညနေပိုင်းရောက်တော့လေမိုးလေးနည်းနည်းလေးရွာပါတယ်မိုးရွာတော့လေရထားစီးနေရလေပိုပြီးမှတော့မှကြပြဆန်လို့ကောင်းသေးရဲ့မိုးရွာပြီးတော့နေဝင်ခံလေးကောင်းကင်ရတော်တော်လေးလာပါတယ်ဆန်ဆက်လေးတော့ကြည့်ရင်ရှိုးလေးလည်းထုတ်နေပါတော့မိုးရွာပြီးနေဝင်ခံလေးရလေတကယ်လို့တော်တော်လေးကိုလာတာပါကြည့်လို့အောင်မဝါခဲ့ပါဘူးအဲ့တော့ကလေပြီးတော့ဇက်ကိုက်ထဲလိုမျိုးရထားစီးရင်နဲ့စာအုပ်လေးဖတ်ပြီးမှကြပြဆန်ခဲ့ပါသေးရဲ့ပြီးတော့ညရောက်တော့ရပေါ့နော်ညမှာလည်းကောင်းကင်ကတော်တော်လေးလာပါတယ်အဲ့ဒါနဲ့ည7:00 နာရီခွဲလောက်မှာအယုတ်တရားကိုကြော်ပြီးမှဘန်ကောက်ထဲစာဝင်တယ်ပေါ့နော်7:00 ခွဲလောက်မှာဝင်တာပါဘန်ကောက်ထဲကိုဒီရထားစီတော့ဒီဘန်ကောက်မြို့ရဲ့ညတကောင်ရဲ့အလားကိုရထားပေါ်ကနေတမျိုးလုံးခစားခွင့်ရခဲ့ပေါ့နော်ည7:00 နာရီထိုးတော့နောက်ဆုံး destination ဖြစ်တဲ့ Kronthap Central Terminal ဒီတော့ရောက်ပြီပေါ့နော်7:00 နာရီထိုးမှရောက်ပါတယ်မနက်6:00 နာရီ45နေပြီးမှည7:00 နာရီထိ18:00 နာရီ18:00 နာရီဝန်းကျင်လောက်တော့စီးလိုက်ရတယ်ပေါ့နော်စီးပြီးတော့လူဒါဆင်းတော့တော်တော်လေးကိုပြိုင်းသွားပါတယ်ရပါတော့ခါနေပါပြီလို့ ugliest face in the world right now တို့ကလမ်းမှာလည်းအကြာကြီးရက်တော့လေသူတို့ပြောထားတာ8 နာရီရောက်ပြီလို့ပြောတာဒါပေမဲ့ရမ်းမအကြာကြီးရက်တဲ့ခါကျတော့အရင်ကြာသွားပြီပေါ့နော် train experience ရတော့ rate ပေးရမယ်ဆိုရင်တော့7 လောက်တော့ပေးရပေါ့နော်ဒါဆိုလဲ7 out of 10တော့ပြောစရာကောင်းလို့ fresh ဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ပါဗီဒီယိုလေးဆုံးသက်ခင်မှာဆောင်ရလေးတွေနဲ့စစရဲ့ honest review ကိုဆက်တင်မှာပြပြပေးမယ်နော်။ပထမဆုံးမှာချင်တာကတော့တက်ပလက်စီမယ်လို့ဆုံးဖြတ်လိုက်ပြီဆိုရင် hand sanitizer ဖြစ်ဖြစ် wet tissue ဖြစ်ဖြစ်ယူလာခဲ့ပါနော်။ cash လေးလည်းယူလာခဲ့ပါနော်။ရထားလက်မှတ်ဖြတ်တာနဲ့ပတ်သက်ပြီးတော့ကိုကတကယ်လို့ရုံမှာတက်ခဲ့မယ်ဆိုရင်တော့ကိုကြက်တဲ့နေရာကိုယူလို့ရတယ်။ဘာတကယ်လို့ website မှာထည့်မယ်ဆိုရင်တော့ကိုက random ထိုင်ရမှာပါ။ random ကသူကဂျားပူတာလေးရနေပြီးမှဒီမျိုးတွေမှာပေါ့နော်သူတို့အလုပ်တွေတွားလုပ်တဲ့ခါမှာဂျားကနေဝင်တက်ကြတာပေါ့နော်။အဲ့မှာကိုကကြိုက်တဲ့အဲ့လိုတက်တဲ့လူတွေနဲ့ထိုင်ရမယ်ပေါ့နော်။အဲ့လိုမဟုတ်ဘူးဆိုလည်းကိုပေးမှတခြားတယောက်ရှိမှာပေါ့နော်။နောက်တစ်ချက်အကြံပေးချင်တာကလေတကယ်လို့ကိုကရထားစီရဲ့ခါလီကောင်းလီတန်လေးကိုပုံမှန်ရှိချင်နေဆိုရင်တော့ဒီရထားတွားရဘက်ကိုမျက်နှာမူရဲ့အချမ်းဘက်ကိုယူပေါ့နော်။အဲ့ဟာကယုံမှာရထားလက်မှတ်တွားဖြတ်တဲ့ခါမှာကိုကြိုက်တဲ့နေရာကိုယူလို့ရပါတယ်။အဲ့ဒါကရှုခင်လဲပို့လာတယ်နော်။တကယ်လို့စီစဉ်လိုမျိုးလီရတဲ့ဘက်မှာထိုင်မယ်ဆိုရင်တော့ဒီ destination ရောက်တဲ့ခါမှာမျက်နှာကတော့လုံးဝချတူးလန်နေအောင်တော့ဖြစ်မှာတော့တိချပါပဲ။ဒါတော့ quick reminder လေးပါ။
sunset ကို sunrise ကိုခန်းစားချင်တယ်ဆိုရင်တော့ဒီမနေ့6နာရီခွဲထွက်တဲ့ရထားလေးစီပါနော်။ဟိုပေါင်းအနေနဲ့ပြောမယ်ဆိုစူဇန်ကတကယ်ကိုကြိုက်ခဲ့ပါတယ်ဒီရထားစီကတော့။နှမ်းတက်လေးနဲ့မကောင်းတာလို့ပေါ့နော်။ဒါကလည်းဒီရထားထွက်တဲ့ခါမှာနှမ်းတက်ကပြောက်သွားပါတယ်။ဒီနေ့နဲ့တန်ကိုအတော်ရောက်ခံနိုင်မှဒီတက်ကလကိုစီးဖို့ကြံပြီးချင်ပါတယ်။ဒီလိုနဲ့စူဇန်တို့စုစုပေါင်း300ကျော်လာမဲ့ဘန်ကောက်ကိုရောက်လာခဲ့ပါတယ်။ My recommendations before you took the ride ရထားလေးကညင်ညင်လေးနဲ့လေးလေးတဖြည်းဖြည်းတိုင်ရင်တဘာဝကိုတကယ်ဘဝမှာခန်းစားချင်ရင်တော့ဒီရထားလေးကိုစမ်းစီးကြည့်တင်ပါတယ်။ Susan blog လေးကိုစောင့်ကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်။နောက်လည်းဒီလိုမျိုး blog လေးတွေတင်ပေးဖို့ရှိသေးရမို့စောင့်ကြည့်ပေးကြပါဦးနော်။